ဒီနေ့က ဘာသာပြန်နေနေတယ် ရွာနုတဲ့လက်ဖက်နဲ့သမင်းနဲ့နေထားလေးဟုတ်ပြီကျမလည်းကျမအမေလုပ်ပြတာပါကစုံနာဆိုင်ကျိုင်းလို့လောက်ကြည့်ပါဘလောက်လဲဆိုရင်ဘလောက်လဲ အာ 9000ပဲရှိရပါအများကြီးပဲပါတယ်တေးလေးမထင်နဲ့အများကြီးပဲကျမတို့ခင်တားစုလိုက်စားရအောင်နော်ဟုတ်တော့ကမှကျမမေကိုပြန်ပါလေဒီမှာပါကျမမေဒီမှာကျမအဖေကျမအဖေရလေအဆိုဒီနေ့ vlog လေးကတော့ဒီကမင်းနဲ့ဆိုင်ဒီနေ့ဗီဒီယိုလေးကတော့ဘယ်လိုပါလဲတာဒါ